မိတ်ဆွေကလုပ်ငန်းအတွက်ကွန်ပရက်ဆာလေးတစ်လုံးဝယ်ဖို့ရစိတ်ဝင်စားနေတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာခက်စားနေတဲ့ oil free တို့ combine တို့ဆိုတာဟာတွေလည်းဒီနေ့ကုန်သုံးပါဆိုတော့အပူတက်ပြီးကြမခန်းမှာစိုးရိမ်နေတယ်စိတ်ပူနေတယ်ဆိုရင်ဒီကောင်မျိုးလေးတွေကိုစမ်းသုံးကြည့်ဖို့ကျွန်တော်ကတိုက်တွန်းခြင်းတယ်ဒီကောင်မျိုးလေးတွေကကျွန်တော်တို့မူလားလက်ဟောင်းစနစ်ဖြစ်တဲ့မော်တာရဲ့ကွန်ပရက်ဆာရဲ့တွဲရထားတဲ့အတွဲလေးတွေပါဒီကောင်လေးတွေကကြတော့ကျွန်တော်တို့တခုခုဆိုရင်ဖြစ်တဲ့အပိုင်းကိုပဲဖြုတ်ပြီးအလွယ်တကူပြင်လို့ရတယ်ဒါတော့သူအာသာချက်ပြင်ကောင်းမှကျွန်တော်တို့ပန်ငါဂျိုးလေးနဲ့တွဲပေးထားတယ်ဒါမျိုးလေးပေါ့နော်နောက်ကျတော့သူကအသုံးပေးထားတဲ့အိုးဆိုင်ကလည်း30လီတာဆိုတာဒါအကြီးလည်းမဟုတ်ဘူးအသေးလည်းမဟုတ်ဘူးဒါတင့်တော်တဲ့ site ညတာတဲ့ site လေးလုပ်ငန်းအတော်များများနဲ့အသုံးပြုလို့အဆင်ပြေတဲ့ site လေးဒီကောင်လေးကိုသုံးပေးထားတဲ့တစ်စိတ်ကလည်းရှင်းရဆိုရင်လေအိုးတွေပါကျင်းမှာဒါနာမည်ကြီးအမှတ်တစ်စိတ်ပေါ့နော်သူ့မှာကကြတော့လူကြောင်းလုံးကျွန်တော်ကြိုက်တဲ့အချက်လေးတွေပြောပြပါဆိုရင်ဒီမှာသူ့ရဲ့လေသွင်းပေးတဲ့ pipe လေသွင်းပေးတဲ့ pipe ဆိုရင်ဒါကြီး pipe လေးကိုသုံးပေးထားတဲ့အတွက်ကိုအပူချိန်သက်သာတဲ့ကြခံတယ်ရေရှည်ခံတယ်ပေါ့နော်နောက်ပြီးတော့ဒီမှာသူသုံးပေးထားတဲ့ frame နေဆိုရင်လည်းဒီကောင် frame အမအတောင်ကိုမှအပြည့်သုံးပေးထားတယ်ဒီ frame နေဆိုရင်ကျွန်တော်တို့ရေရှည်ခံတယ်ပေါ့နော်ဒီကောင်30လီတာနောက်ပြီးတော့ motor ဆိုရင်လည်းကြီးကွန်အစ်စ်လာပါလားကျွန်တော်မေးနေကြမလို့100ရာခိုင်နှုန်းကြီးကွန်အစ်စ်နဲ့ပြုလုပ်ပေးထားဆိုပြီးတခါလဲစာတန်းထိုးပါပါတယ်ဒီ motor လေးကတော့950ဝက်motor လေးကတော့950ဝက်တကောင် motor လေးပါဒီကောင်လေးကိုသုံးပြီးထားရတယ်လီတာတော့30လီတာဒီကောင်လေးကိုဒီနေ့ကျွန်တော်စက်တန်လေးစမ်းပြပေးမယ်သူကတော့ထုံးစံအတိုင်းပဲ120ဆိုရင်ဖြတ်ချသွားမယ်90ဆိုပြန်ပြီးတော့မော်တာကအလုပ်လုပ်မယ်ဒီလို automatic အလုပ်လုပ်တဲ့ဒီလို cut off စနစ်လေးလည်းပါတယ်ဒါလေးကတော့သူ့ရဲ့ပုံစံလေးတွေပေါ့နော်ကျွန်တော်တို့ဒီမော်တာတိုက်ဆိုပေမဲ့အတန်တွေပါတယ်စူညံရင်းအားစူညံတွေပါမရှိဘူးဒီဘက်မှာလုံရင်းရသူ့ရဲ့တန်စကားလေးတွေလည်းပါတယ်ဒါမျိုးလေးဆိုရင်တော့ကျွန်တော်တို့မိတ်ဆွေတို့လူချင်းမင်းတို့စိတ်တိုင်းကြစိတ်ကြည်နေရလောက်မဲ့ဆက်မျိုးလေးပေါ့နော်ဒါမျိုးလေးတွေဒီမှာသူ့ရဲ့စီထဲဖို့ရမကြည့်ဖို့ရအပေါက်ကလေးပါတယ်ဒီကောင်လေးကိုကျွန်တော်တို့ရောင်းချပေးမယ်စီထုံးကတော့8,1,900 30လီတာရှင်းရလေအိုးလေးရဲ့ဈေးနှုန်းကတော့8,1,900ပါဒီကောင်လေးတွေကတခြားကွန်မိုင်းတွဲလေးတွေဗာလေးတွေနည်းနည်းလေးဈေးပိုတယ်ဆိုပေမဲ့သူ့ရဲ့မာကျော်မှုနဲ့ပေးရတဲ့ဈေးနှုန်းကဒါထိုက်တန်တယ်လို့ပြောလို့ရတယ်ပေါ့နော်တကယ်လို့မိတ်ဆွေတို့ကစိတ်ပူတတ်တဲ့လူပစ္စည်းတွေကိုကြာအသုံးပြုကျင်တဲ့လူဆိုရင်တော့ဒါမျိုးလေးတွေရွေးချယ်ဖို့ရကျွန်တော်ကတိုက်တွန်းခြင်းတယ်တကယ်လို့မိတ်ဆွေတို့လိုအပ်တယ်ဆိုရင်ကျွန်တော်ရဲ့ပြည်စုံရ Facebook page မှာဆင်ရဒါမှမဟုတ်39921133 Viber ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးမှာယူလို့ရပါတယ်